ဟုတ်ကဲ့မင်္ဂလာပါဗောနော်ကျွန်တော်တို့အခုကျွန်တော်ပြောပြပေးမှာတော့ကျွန်တော်တို့ဒီထိုင်းမှာနေလို့ရှိရင်ဗောနော်မဖြစ်မနေသိထားတဲ့အချက်တွေရှိတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိုင်းကိုစရောက်ပြီဆိုရင်ကျွန်တော်တို့ဘာတွေသိရမလဲဆိုတော့နံပါတ်1ကတော့သူတို့ဘာသာစကားကျွန်တော်တို့လုံးဝတက်ထားဖို့လိုတယ်ဗောနော်သူတို့စကားမဖြစ်မနေတက်ထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေရာထိုင်းတာသွားတာလက်ရှိကျွန်တော်တို့ဒီထိုင်းရောက်ပြီဆိုတော့ကျွန်တော်တို့အားလုံးပေါ့နော်လူကြီးတို့တည်တည်နဲ့တောင်းရလေးရှိရပေါ့နော်90ရာခိုင်နှုန်းနံပါတ်1သူတို့တားမြင်ထားတဲ့အလုပ်တွေလုံးဝဘာသာစကားကိုသုံးရတယ်ဗျပြီးရင်ကျွန်တော်တို့ဘယ်လိုပဲတိုက်နေအောင်ကျွန်တော်တို့ဘာသာစကားတက်ထားလုံးဝမှာတော့အဆင်ပြေတယ်ဗျနောက်ပြီးတော့လုပ်ငန်းခွင်တွေမှာလည်းတူတူပဲပေါ့နော်ဘာသာစကားတက်ထားတဲ့လူထက်ဘာသာစကားမတက်တဲ့လူကပို့ပြီးတော့အားငယ်ရတယ်ဗျဘာသာစကားတက်ထားမယ်ဆိုရင်တော့လုံးဝကောင်းပါတယ်ဗျ။ဒါမဖြစ်မနေနံပါတ်1နေရာမှာတော့ထည့်ထားပေးတယ်ဘာသာစကားလုံးဝတက်ကိုတက်ရမှာပေါ့နော်။ပြီးရင်သူတို့ကနောက်တစ်ခုကနေတာထိုင်တာတန်တန်ပြပြနေရမယ်ဗျ။သူတို့လူမျိုးတွေကြတော့သူတို့ကဒီလူတယောက်ကြည့်လိုက်တာနဲ့အဝိစာလေးတန့်နေဘာလဲဆိုလို့ရှိရင်နည်းနည်းဒါသူတို့မှမဟုတ်ပါဘူးဘယ်သူပဲဝါပြီးပတ်ဝန်းကျင်မှာကိုနေမယ်ဆိုလို့ရှိရင်အဝိစာလေးတန့်တာတို့ဘာလို့ဆိုလို့ရှိရင်ဘယ်လိုဖြစ်သဘောကျတယ်ပေါ့နော်လုပ်ငန်းခွင်မှာဆိုလည်းတူတူပဲအပြင်မှာဆိုလည်းတူတူပဲတန့်ပြန့်နေတယ်ဆိုရင်တို့တွေကပို့ပြီးတော့သဘောကျတယ်ဗျနောက်ပြီးတော့အဲ့ဖះเจ้าတွေပါတယ်သွားလို့ရှိရင်တော့အဲ့လိုမိန်းကလေးတွေဆိုရင်အတူပြက်တွေပါတယ်ဝတ်တာတို့တော့သတိထားပါတော့ဒီမှာတို့ကဖះเจ้าတွေပါတယ်တို့အဲ့အတူပြက်တွေပါတယ်ဝတ်တာကိုတို့ကဥပဒေအရာတို့ကအမိတ်ထုတ်ထားတယ်ပေါ့နော်ဒီတရားဥပဒေအရာတို့ကပုံမှန်နဲ့တို့ကထုတ်ထားတယ်ဒီအတူပြက်ဝတ်လို့မရဘူးပေါ့နော်တချို့ဖះเจ้าတွေမှာအများစုကတော့ပေးမွေးဘူးပေါ့ဗျနောက်ပြီးတော့ဒီနောက်တစ်ချက်အနေနဲ့တော့ဓာတ်ပုံတွေပါလေရိုက်တာပေါ့နော်စဖီတွေပါလေဆွဲတဲ့ခါမှာပတ်ဝန်းကျင်ကိုကြည့်ပါခင်ဗျဒီစဖီတွေပါလေဆွဲမယ်ဆိုလို့ရှိရင်တို့ဒီထိုင်းက public area တွေမှာတို့ကအများသုံးတဲ့နေရာတွေမှာတို့ဓာတ်ပုံတွေပါလေရိုက်မယ်ဆိုရင်တခြားသူရဲ့မျက်နှာတွေပါလေပါလို့မရဘူးဗျတကယ်လို့ပါဝါလို့ရှိလို့ရှိရင်တို့ကခွင့်မပြုဘူးဆိုရင်အဲ့လိုတရားဥပဒေကအမှုဖွင့်လို့ရတယ်ခင်ဗျဒါကိုကသိရမှာပေါ့နော်ဥမာကျွန်တော်တို့ဒီမြန်မာလူအများစုကြတော့ TikTok ဆော့တာများတယ်လေအဲ့လိုမျိုးကြတော့သတိထားဖို့လိုတယ်ခင်ဗျပြီးသွားလို့ရှိရင်ကျွန်တော်လမ်းဘေးမှာစူတာတို့ဆဲတာတို့တချို့ကြောင့်ရန်ဖြစ်တာတို့ဒါတွေကမလုပ်သင့်ဘူးပေါ့ဗျဒီလမ်းဘေးမှာအရက်တောက်တာဘာတွေကလည်းသူတို့ဥပဒေကတားမြစ်ထားတယ်ဗျဒီလမ်းဘေးမှာအရက်တောက်စားခြင်းဘာညာဆိုတာလည်းသူတို့ဖမ်းလို့ရတယ်ဗျပြီးသွားလို့ရှိရင်အဲ့လမ်းဘေးမှာစကားတွေဘာတွေဆိုလဲတူတူပဲဗျအဲ့လိုစူညံလို့မရဘူးပေါ့သူတို့ကစူညံတာအောင်မကြိုက်ဘူးဗျပြီးရင်ဒီထိုင်းမှာအလုံးလုံးမဲ့ဆိုလို့ရှိရင်ဘာပဲလုံးလုံးသတိထားပါဒီထိုင်းမှာကစက်ပစ္စည်းတွေတုံးတာများတဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်အနေရရှိနိုင်တယ်လူအနေရဖြစ်စေနိုင်တဲ့စက်ပစ္စည်းတွေအများကြီးပဲပေါ့နော်စောက်လို့ကြီးမှာပဲလုံးလုံးဒီမှာပဲလုံးလုံးပေါ့နော်တကယ်လို့တခုခုမတော်တဆဖြစ်မိသွားပြီဆိုလို့ရှိရင်ထိခိုက်နေတာမှုကများတယ်ပေါ့နော်အဲကြောင့်မို့ဒီစက်ရုံတွေမှာအလုံးလုံးလို့ရှိရင်သတိထားပါပြီးလို့ရှိရင်ဒီနိုင်ငံကိုစားရောက်ပြီဆိုရင်ပတ်စံကိုချွေတာပါပတ်စံကိုတက်နိုင်ဆုံးချွေတာပါဘာဖြစ်လို့လဲဆိုတော့ဒီမှာပတ်စံဘာပဲဖြစ်ဖြစ်ဒီဘယ်နေရာပဲတော့ပတ်စံအဓိကလိုတယ်ဗျပြီးရင်အဲ့လိုလုပ်ငန်းခွင်တစ်ခုပြောင်းရင်လည်းပတ်စံတအားလိုတယ်အဲ့ဒီခါကျတော့ကို့မှာဖြစ်နိုင်ရင်တော့ချွေတာပြီးသုံးတာအကောင်းဆုံးပဲဗျပြီးရင်ဗီဇာတွေပါတယ်ဆိုလို့ရှိရင်လည်းတူတူပဲဗျဒီကျွန်တော်တို့ဒီထိုင်းမှာနေလို့ရှိရင်ဗီဇာကိုကျွန်တော်ကြည့်ပါဗျကျွန်တော်တို့ဒီpassport visa ကိုကြည့်ရမယ် CI ဆို CI ရဲ့ visa ကိုကြည့်ရမယ်ဗျပြီးရင် work permit ထဲကpermit ထဲကအလုပ်လုပ်ခွင့်ပေါ့နော်ဥပမာစက်ရုံကဘာစက်ရုံနာမည်လဲဆိုတာကျွန်တော်တို့သိချာကြည့်ရမယ်ဗျကျွန်တော်တို့လုပ်ထားတဲ့စက်ရုံရဲ့ permit နဲ့မတူဘူးဆိုရင်အလုပ်လုပ်လို့ရှိရင်သတိထားပါဗျအဲ့ဒါကတော့တကယ်လို့အလုပ်လုပ်လို့ permit ထဲကဟာနဲ့ကိုလုံနေတဲ့အလုံးနဲ့မတူဘူးဆိုရင်တရားဥပဒေကအရေးယူနိုင်တယ်ဗျတကယ်လို့အရေးယူရသည်ရှိလို့ရှိရင်ထောင်ဒဏ်ရှိတယ်ဗျထောင်ဒဏ်သို့မဟုတ်ပတ်စံငွေတန်1000ထပ်မပို့တာပေါ့အဲ့လိုမျိုးရှိတယ်ဗျအလုပ်လုပ်လို့ရှိရင်ဥပမာတချို့ကြတော့ပြင်မှာဈေးရောက်တာတို့ဘာလို့ဆိုလို့ရှိရင်လည်းတရားသူတို့တားမြင်ထားတဲ့အရာတွေရှိတယ်ဗျကျွန်တော်မြန်မာပြည်သားတွေကိုသူတို့မြန်မာပြည်သားမဟုတ်ဘူးပေါ့နော်နိုင်ငံသားတွေကိုသူတို့တားမြင်ထားတဲ့အလုပ်တွေရှိတယ်အဲ့ဒါကိုကအများစုကတော့နိုင်ငံသားလို့ပြောတာပေါ့နော်ကျွန်တော်တို့ဒီလက်ရှိမှာတော့မြန်မာပြည်သားအများနေတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်သားတွေကိုတားမြင်ထားတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်မြန်မာပြည်သားတွေတားမြင်ထားတဲ့အလုပ်တွေရှိတယ်ဗျအဲ့ဒီဟာကိုယ့်ရဲ့ပါမစ်ထဲကအလုံးနဲ့မတူဘူးဆိုရင်တေချာပေါက်အရေးယူခံရနိုင်တယ်ပေါ့နော်ပြီးရင်ဘန်ဒီဘာတွေကိုကျွန်တော်တို့ဒီမှာငှားဖွင့်လို့မရဘူးပေါ့နော်ဘန်ဒီဘာတွေငှားဖွင့်မယ်ဆိုရင်ဒီမှာဆလော့တွေဘာတွေဆော့ရတယ်ပေါ့နော်လောင်းကစားတွေဘာတွေဒီဘက်မှာတွင်းတွင်းကြဲကြဲတုံးတာများတယ်ဗျအဲ့ဒီဆလော့တွေဘာတွေဆော့ရတဲ့အတွက်
ဘန်နေပါတယ်ကိုယ့်ရဲ့ဘန်ကိုသူများကပေးသုံးတာတို့ကိုယ့်ရဲ့စာအုပ်သူများကပေးသုံးတာတို့လုံးဝမလုပ်သင့်ဘူးပေါ့နော်တခုခုဖြစ်လာရင်ဒီမှာကာယကံရှင်ကိုယ်တိုင်ပဲရှင်းရတာဖြစ်ပါတယ်ခင်ဗျပြီးရင်နောက်တစ်ချက်ကတော့ထိုင်းနေနဲ့လုံးဝစကားမများသင့်ဘူးပေါ့နော်ဘာလို့စကားမများသင့်ဘူးလဲဆိုရင်ဒီမှာသူတို့နိုင်ငံမှာသူတို့ဥပဒေကသူတို့လူမျိုးကိုပဲလုံးဝကာကွယ်ပေးထားတယ်ဗျတကယ်လို့ကိုကနိုင်ငံသားနဲ့စကားများတာတွေပါလေရှိလို့ရှိရင်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံသားတွေကရှုံးမှုများတယ်ဗျသူတို့လူမျိုးသူတို့ကာကွယ်ထားတယ်တခြားနိုင်ငံနဲ့ရန်ဖြစ်တယ်ပေါ့နော်နိုင်ငံသားနဲ့ရန်ဖြစ်တယ်ဆိုရင်သူတို့လူမျိုးကိုကာကွယ်တယ်ရန်ဖြစ်တဲ့နိုင်ငံသားလူမျိုးကိုပြည်ဝင်ခွင့်ပေါ့နော်2နှစ်3မဟုတ်4နှစ်အဲ့လိုမျိုးပိတ်တာတွေရှိတယ်ဗျအဲကြောင့်မို့အတက်နိုင်ဆုံးပြီးရင်သူတို့နဲ့စကားမများအောင်အတက်နိုင်ဆုံးရှောင်ပါဘာလို့ရှောင်ခိုင်းလဲဆိုရင်သူတို့နိုင်ငံရဲ့ဥပဒေရောပေါ့နော်ပြီးရင်သူတို့လူမျိုးချင်းကကျွန်တော်အမြင်ပြောရင်တော့ကျွန်တော်တွေ့ဘူးတဲ့ဟာဆိုလို့ရှိရင်သူတို့ကနည်းနည်းဇယိုက်ကျန်းတဲ့ထဲမှာပါတယ်ဗျသူတို့ရန်ဖြစ်တဲ့လူတွေဆိုတော့သူတို့တငယ်ချင်းတွေပါတယ်ခေါ်လာပြီးတနက်တွေထားနေတယ်သူတို့ကအဲ့လိုမျိုးလာလောက်တဲ့ခါကျရင်ကိုရီးယားဒီမှာစီးပွားရေးလာရှာသည်ဖြစ်စေပေါ့နော်ဒါမှမဟုတ်ရင်စီးပွားရေးလာရှာသည်ဖြစ်စေဒါမှမဟုတ်အလေပတ်လာတာပဲဖြစ်စေပေါ့နော်အကြောင်းမျိုးကြောင့်ကျွန်တော်တို့ကခိတခဏလာတဲ့အတွက်ကျွန်တော်တို့ဒီကိုအဲ့လိုမျိုးဖြစ်သွားတဲ့ခါကျရင်ကျွန်တော်တို့ရဲ့မိသားစုတွေအတွက်ရောကျွန်တော်တို့အတွက်လည်းမကောင်းဘူးပေါ့နော်သူတို့ကတော့သူတို့နိုင်ငံဥပဒေဆိုတော့ကိစ္စမရှိဘူးဗျအတက်နိုင်ဆုံးတော့ရှောင်ပါဗျပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာအလုပ်လုပ်တဲ့ခါကြလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီဥပမာကျွန်တော်ဒုံးနေပါတယ်ပေါ့နော်ဒါကင်မရာသမားတွေအတွက်ပြောတာပေါ့နော်ဒါကျွန်တော်မြင်မှုရဆိုရင်ကင်မရာဒုံးနေပါတယ်ပေါ့နော်အဲ့လိုဒုံးနေပါတယ်ဝယ်တဲ့ခါကြလို့ရှိရင်ဝယ်ပြီးတော့လွှင့်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့လွှင့်လို့မရဘူးပေါ့နော်ဒီတိုင်းဒုံးနေပါတယ်မောင်းလို့မရဘူးခင်ဗျမောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပဒေရှိတယ်ပေါ့နော်အဲ့လိုမျိုးဥပဒေကအရေးယူခြင်းခံရနိုင်တယ်ပေါ့နော်ဒုံးတွေပါတွေပဲဝယ်ပြီးတော့ဗီဒီယိုတွေပါရတယ်ဆိုရင်ခွင့်ပြုချက်တောင်းအောင်မယ်ဗျပြီးရင်ဒီကျွန်တော်တို့ဒီပလက်ယုံတွေမှာပေါ့နော်ပလက်ယုံတွေမှာသွားပြီးတော့ခွင့်ပြုချက်စာရွက်ယူပြီးမှကျွန်တော်တို့ဗီဒီယိုတွေပါရိုက်လို့ရတယ်ဗျပြီးရင်ကျွန်တော်တို့ဒီ Facebook ကတော့ monetization ရှာတဲ့လူတွေလည်းအတူတူပဲပေါ့နော် Facebook ကတော့ဝင်ငွေရတယ်ဆိုပြီးတော့မကြွားမိပါစေနဲ့ဗျတကယ်လို့ကိုကကြွားမိတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူ့ဥပဒေအရကျွန်တော်တို့အလုပ်တဲ့ web permit နဲ့မကိုက်ညီတဲ့ခါကျရင် monetization ကပတ်စံရတဲ့ခါကျရင်ကျွန်တော်တို့ကိုဥပဒေရအရေးယူခြင်းခံရမယ်ဗျအဲ့ခါကျရင်ပြည်နှင်ခွင့်ပေါ့နော်ကျွန်တော်တို့ပြည်နှင်လိုက်မယ်ပေါ့နော်ထိုင်းကနေတော့ကျွန်တော်တို့ပြန်ပြီးတော့မြန်မာပြည်ပြန်ပို့တာတို့ဘာတို့1045ရက်တို့တလတို့အဲ့လိုမျိုးပေါ့နော်အကြောင်းမျိုးတို့ရဲ့ဥပဒေကအရေးယူခြင်းခံရနိုင်တယ်အဲ့ဒီအတွက်ကိုက Facebook မှာ monetization လောက်တာတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့မကြွားမိဖို့ပို့ပြီးတော့အရေးကြီးတယ်နော်ပြီးရင်အဲ့ခုနကကျွန်တော်ပြောသလိုအဲ့ကင်မရာတွေပါရိုက်တဲ့ခါကြလို့ရှိရင်လည်းဒုံးတွေပါနဲ့ရိုက်တဲ့ခါကြရင်လည်းကျွန်တော်တို့ဒီဗီဒီယိုတွေပါရိုက်မယ်ဆိုလို့ရှိရင်ရိုက်လို့မရဘူးဗျတကယ်လို့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကအသေးစားလောက်ပဲကျွန်တော်တို့ကရိုက်လို့ရတယ်ဗျပြီးရင် Facebook တို့ YouTube တို့ TikTok တို့မှာကျွန်တော်တို့ပြန်တင်တဲ့ခါကြလို့ရှိရင် monetization ရှောက်ထားတာတို့ monetization ရတဲ့ပတ်စံရတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့အရေးယူခြင်းခံရနိုင်တယ်ဗျအဲ့ဟာကတော့နံပါတ်1အရေးသတိထားပါတော့ပြီးရင်ထိုင်းမှာသွားလာတဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့ဒီတက်နိုင်ဆုံးစာအုပ်စာရွက်စာတမ်းတွေယူရဖို့မဖြစ်မနေလိုတယ်ဗျပြီးရင်ဒါမှမဟုတ်ရင်တော့မဖြစ်မနေစာရွက်စာတမ်းမလိုဘူးမရှိဘူးဆိုရင်တော့ကိုကအဲ့လိုထိုင်းရဲတွေပါတွေ့တဲ့ခါကျရင်ကြောက်တာတို့ဘာလို့မလုပ်သင့်ဘူးပေါ့နော်တကယ်လို့ကြောက်တဲ့ခါကျရင်တို့ကကိုခေါ်ပြီးစစ်လိုက်မယ်ဗျအဲ့ဒီခါကျရင်လို့ရှိရင်တေချာပေါက်မိနိုင်တယ်ပေါ့နော်ကိုကပုံမှန်တိုင်းပဲကိုကမှန်ကန်တဲ့ပုံစံမျိုးနဲ့ကိုကမကြောက်မလန့်ပဲကိုကအဲ့လိုတီတီညင်ညင်နဲ့နေရဆိုလို့ရှိရင်တော့စစ်နိုင်ခြေနေတယ်ပေါ့နော်ဒါပေမဲ့တေချာတာကတော့ဆိုင်ငင်နဲ့သွားတာလို့ဆိုရင်တော့မဖြစ်မနေတို့စစ်လိုက်မယ်ဗျကျွန်တော်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်အရေးကြီးတဲ့အချက်လက်လေးကျွန်တော်ပြောပြပေးမှာပေါ့နော်ဒါကဘာလဲဆိုရင်ကျွန်တော်တို့ထိုင်းစကားတွေပါလေ့လာတဲ့အခါကျလို့ရှိရင်ပေါ့နော်တချို့ကြတော့လုပ်ငန်းခွင်မှာကျွန်တော်တို့မလိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့လေ့လာတယ်အဲ့လိုမျိုးအခါကျလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကလုပ်ငန်းခွင်မှာမလိုအပ်တဲ့စကားလုံးတွေလေ့လာပြီးတော့လေ့လာပြီးတော့လည်းအသုံးမတည့်ပါလားဘာညာခွိကွာဆိုအမှန်တကယ်ကျွန်တော်တို့လေ့လာတဲ့ဟာကျွန်တော်တို့အသုံးမလိုတဲ့ဟာတွေလေ့လာခဲ့မိလို့ပေါ့နော်တကယ်နဲ့ကျွန်တော်တို့လေ့လာမှာကျွန်တော်တို့တနေ့တာရဲ့ဘာကိုလိုအပ်လဲပေါ့နော်မရှိမဖြစ်ဘာလေ့လာရမလဲဆိုတာကိုအရင်မေးပြီးတော့လေ့လာမှာပါဗျပြီးနောက်ပိုင်းကျရင်ကျွန်တော်ဒီဘန်စာအုပ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးဖို့ရှိတယ်ပေါ့နော်ပြီးရင်ဘန်စာအုပ်တွေအကြောင်းလည်းကျွန်တော်ပြောပြပေးဖို့ရှိတယ်ပြီးရင်ဒီမှာနေလို့ရှိရင်ပေါ့နော်ဒီစကားကိုဘယ်ကနေစပြီးတော့လေ့လာမလဲဆိုတာလည်းကျွန်တော်ပြောပြပေးဖို့ရှိတယ်ဗျအဓိကကတော့ဒီစကားလေးတာတဲ့ခါမှာကိုကမြန်မာလိုမျိုးပူဇော်ဦးကျွန်တော်နေ့စဉ်ကျွန်တော်တို့သုံးနေတဲ့စကားလုံးကိုကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့စကားလုံးကိုမြန်မာလိုမှတ်ပြီးတော့မှကျွန်တော်တို့ထိုင်းလိုမျိုးပြန်ပြီးတော့
လိုက်ရှာပေါ့နော်လိုက်ရှာတကယ်လို့မသိဘူးဆိုရင်လည်းကျွန်တော်ဒီ comment အောက်မှာကျွန်တော်မေးတာတို့ဘာလို့လုပ်လို့ရတယ်ဗျကျွန်တော်လည်းမေးလို့ရတယ်ပေါ့နော်ကျွန်တော်မေးရင်လည်းအာမနာဇဒန်ကျွန်တော်မေးလို့ရတယ်ဗျချက်ပေါင်းမှာလည်းလာမေးလို့ရတယ်ဒီ comment အောက်မှာလည်းမေးလို့ရတယ်ဗျနောက်ပိုင်းကြလို့ရှိရင်ကျွန်တော်ဒီမရှိမဖြစ်ပေါ့နော်လို့တက်ထားတဲ့ထိုင်စကားလေးတွေကိုကျွန်တော်ပြန်လဲမျှဝေပေးဖို့ရှိပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ